TikTok မှာ view တွေမတက်လို့ပေါ့နော်ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတော့ TikTok ရဲ့အခြေခံရည်ရွယ်ချက်ကိုနားလည်သဘောပေါက်ဖို့လိုတာပေါ့နော်အဲ့တော့ TikTok ဆိုတာကနော်ယဉ်ကျေးပြီးတဲ့ခါကျတော့လုံခြုံယဉ်ကျေးလုံခြုံပြီးတော့ပျော်ရွှင်ဖွယ်ကောင်းတဲ့လူအတိုင်းဝိုင်းတစ်ခုကိုရဖို့ရအတွက် तू ကဖန်တီးထားတာကွယ်နော် TikTok ဆိုတဲ့ platform ကိုလုပ်ထားတာအဲ့ဒီခါကျတော့ခုနပြောသလိုပေါ့နော်တဦးနဲ့တူအပြန်အလှန်လေးစားမှုရှိရတယ်အဲ့တော့ဗီဒီယိုအတူလေးတွေဖန်တီးမယ်ဆိုလို့ရှိရင်လည်းနံပါတ်1တစ်ဖက်လူကိုထိခိုက်နေတာမျိုးတွေဘာမှမပါရဘူးเนาะပြီးတဲ့အခါကျတော့ဒီစက္ကန့်ပိုင်းမိနစ်ပိုင်းလေးအတွင်းမှာကိုယ့်ရဲ့ဒီအရည်ချင်းပေါ့နော်ကိုယ့်ရဲ့အရည်ချင်းကိုကပြောစရာလေးတွေပြောမှဆိုလဲပြောစရာလေးတွေကိုချက်ချင်းပေါ့နော်ခုနပြောလူစိတ်ဝင်စားအောင်အဲ့ဒါမျိုးလေးတွေလုပ်ရတယ်ပြီးတဲ့အခါကျကိုကကျမ်းမာရေးဘုဒ္ဓတွေเนาะတခြားဘုဒ္ဓတွေပြောမှဆိုလို့ရှိရင်လဲကိုယ့်ရဲ့အရည်ချင်းကိုစက္ကန့်ပိုင်းလေးအတွင်းမှာเนาะဆွဲဆောင်မှုရှိအောင်လေးအရင်လုပ်ပြီးသွားတဲ့အခါကျမှအဲ့ဒီဗီဒီယိုတင်ပေါ့နော်နောက်တစ်ခုရှိတာကဗီဒီယိုတင်ထားတဲ့လူတွေကလည်းเนาะသူတို့ကလည်းသူတို့ဒါအကောင်းဆုံးဖြစ်အောင်ရိုက်ကူးပြီးတဲ့အခါကျတော့တင်ကြတယ်ကြည့်ရှုသူတွေအနေနဲ့ကလည်းခုနပြောသလိုပေါ့နော်မန့်နေမှာလေတွားပြီးတဲ့အခါကျသူများကိုလေသိတယ်မလားbullying လုပ်တာဆိုတာခုနပြောသလိုပေါ့နော်နိုင်ကျင့်တဲ့ပုံစံမျိုးတွေเนาะအဲ့လိုမျိုးတွေပေါ့နော်ဗျမ်းမရာတွေတွားမန့်တာတွေမန့်လို့မရအောင် discriminate လုပ်တာเนาะသူများကိုတွားပြီးခွဲခြားဆက်ဆံတဲ့ဟာမျိုးတွေတွားလုပ်လို့မရ stigma တွေလုပ်လို့မရ stigma ဆိုတာနာမည်တွေတွားဖြတ်လို့မရအောင်เนาะအဲ့လိုမျိုးအတွက်အသုံးပြုသူရောဒီ content တွေဖန်တီးတဲ့ video ဖန်တီးတဲ့သူတွေရောအတွက်မှာဘေးကင်းလုံခြုံရေးကိုဦးစားပေးတယ်ပျော်ရွှင်ခြင်းကိုဦးစားပေးတယ်เนาะအဲ့လိုမျိုးပေါ့เนาะပျော်ရွှင်ဖွယ်ကောင်းတဲ့အတိုင်းဝိုင်းလူအတိုင်းဝိုင်းကိုရရှိစေဖို့ရအတွက် TikTok ကလောက်ထားတာအဲ့တော့အဲ့ဒီလိုအပြုအမူလေးအတွင်းမှာကိုကကောင်းကောင်းလေးဖန်တီးကောင်းကောင်းလေးသုံးဆွဲမယ်ဆိုလို့ရှိရင်ဖန်တီးရတဲ့လူတွေလည်းပျော်မယ်ကြည့်ရှုရတဲ့လူတွေလည်းပျော်မယ်သူဖန်တီးတဲ့ဗီဒီယိုတွေကိုကြည့်ကိုဖန်တီးတဲ့ဗီဒီယိုတွေသူကြည့်เนาะရည်စရာရှိတာရည်လိုက်เนาะဘုသူတရစရာရှိတာရလိုက်အဲ့လိုမျိုးနဲ့เนาะအဲ့လိုမျိုးလေးတွေသဘောပေါက်နားလည်ပြီးတော့ဒီဗီဒီယိုလေးတွေဖန်တီးမယ်ဆိုရင်ကတော့ view ကပေါက်ပါတယ်เนาะ view တွေရမှာပါ